ခွန်ဘူးရယ်ဆိုပြီးတော့ကျွန်တော်တို့932ခွန်ကီးကအပီးပေါက်အနေနဲ့ကျွန်တော်2ကြိမ်လုံးထွက်သွားခဲ့တယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်6336ထွက်ပြီးတော့ကျွန်တော်တို့96ဆိုပြီးတော့ကျွန်တော်တို့ဒီ932ခွန်ကီးတစ်ကြိမ်ထွက်တယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့36ထွက်ပြီးတော့32ရယ်90ရယ်30ရယ်ဆိုပြီးတော့ကျွန်တော်တို့932ခွန်ကီးဒီမှာလည်း3ကြိမ်မှာ3ကြိမ်စလုံးထွက်သွားခဲ့တယ်ပေါ့နော်3ကြိမ်မှာ3ကြိမ်စလုံးထွက်သွားခဲ့ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့63ထွက်ပြီးတော့ကျွန်တော်တို့ဒီ85ရယ်ခွန်9ရယ်ဆိုပြီးတော့932ခွန်ကီးကျွန်တော်တို့3ကြိမ်မှာ3ကြိမ်စလုံးထွက်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒီနေ့တွေ့ခဲ့တဲ့ခွန်9ပေါ့နော်ခွန်9ဒီနေ့မှာလည်းခွန်9ထွက်ခဲ့တယ်အဲ့ဒီမှာလည်းကျွန်တော်တို့အပီးပေါက်အနေနဲ့ခွန်9ဆိုပြီးတော့ထွက်သွားခဲ့တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်လည်း6336ထွက်ပြီးတော့31ရယ်ကျွန်တော်တို့6ခွန်ရယ်3ညဘူးရယ်ဆိုပြီးတော့ကျွန်တော်တို့932ခွန်ကီးဒီမှာဆိုရင်လည်းကျွန်တော်တို့3ကြိမ်ထွက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း636ထွက်ပြီးတော့51ရယ်15ရယ်ဆိုပြီးတော့ကျွန်တော်တို့932ခွန်ကီး2ကြိမ်မှာ2ကြိမ်စလုံးထွက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်လည်း36ထွက်ပြီးတော့59ဆိုပြီးတော့932ခွန်ကီးတစ်ကြိမ်ထွက်တယ်ပေါ့နော်တစ်ကြိမ်ထွက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်း36ထွက်ပြီးတော့ကျွန်တော်တို့ခွန်9ရယ်ကျွန်တော်တို့62ရယ်ဆိုပြီးတော့932ခွန်ကီးကျွန်တော်တို့2ကြိမ်ထွက်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီနေ့လိုပဲခွန်9ကတော့932ခွန်ကီးနေပြီးတော့အပီးပေါက်အနေနဲ့ကျွန်တော်တို့ထွက်ရှိခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့မနေ့ကထွက်ထားတဲ့63ပေါ့နော်မနေ့ကထွက်ထားတဲ့63ကျွန်တော်ဒီမှာမနေ့ကထွက်ထားတဲ့63ကိုကျွန်တော်ဒီမှာပြန်ယူထားတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်63ထွက်ပြီးတော့မနေ့ကတော့